တော့မှမီနီရိုက်ကွေးလေးပေါ့လောလောဆယ်ကတော့ရှုပ်ပွားတယ်စက်တီလေးအချိန်ကတော့ရိုက်ကွေးတိတိလေးပါဟိုအကြီးတော့မဟုတ်ရိုက်ကွေးလေးလုပ်မယ်လုပ်ပြီးသွားဒီနေ့ကဘလုံးကန်နေ tournament ရှိရယ်ဆိုတော့ပြီးရင်သွားခဲ့ပါမယ် character လေးကတော့လုံးဝင်နေပါတော့ဟိုနေဆိုတော့လုံးဝင်လာတယ်အရှင်းပြပြဖြစ်ဒီလိုရုံးထိုင်လို့ဖြစ်တဲ့ office syndrome ဇက်ကြောတက်ခါနာတာတွေကတင်းရဲ့ performance ကိုကျဆင်းစေပါတယ်။ဒီကြော်ရမယ့် item ပေါ့။တန်တီလေး ice spray တဲ့တန်တီလေးကြော်ခဏတော့ first time စီးမှာတော့ခဏပေါက်ရင်တော့သွားပြီပေါ့နော်။ဒီရအောင်တော့ကိုသိန်းကြည့်အောင်ကျွန်တော်တင်ရတော့ Friends FC ပေါ့နော်တကယ်ချင်းတွေစုစည်းရအောင်ချန်ပီယံအနေနဲ့ပဲတန်တော့အဲငါတော့နောက်နေ့ပေါ့နော်ထည့်ပါမယ်